စကိုင်းတိုင်းကမြို့နယ်ပေါင်း73မြို့နယ်ရေးပြီးမှာအနည်းဆုံးလူ23ယောက်သေဆုံးပြီးလူ2,200,000ကျော်အကူအညီလိုအပ်နေတယ်လို့ဒေသခံအဖွဲ့တွေရဲ့ပြောဆိုချက်နဲ့အန်ယူဂျီလူမှုရေးရာအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ဩဂုတ်လ17ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။သေဆုံးသူတွေကကျွန်းလာမြို့နယ်မှာ10ယောက်၊တပည့်ရီမြို့နယ်မှာ9ယောက်၊ကောလင်းမြို့နယ်မှာ3ယောက်နဲ့ဒဇယ်မြို့နယ်တို့မှာ2ယောက်၊ရွှေဘိုးကန့်ဘလူခင်ဦးတို့မှာ1ယောက်စီသေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စကိုင်းရီဘေးကိုလက်ရှိအာဏာယူထားတဲ့စစ်တပ်ခန့်အစိုးရလက်အောက်ခံအဖွဲ့တွေရဲ့ကုညီကယ်ဆယ်ရေးရောက်တာမတွေ့ရသေးပါဘူး။အဲ့ဒီအပြင်စကိုင်းရီဘေးကယ်ဆယ်ရေးသွားမဲ့သူတွေကိုစကိုင်းတရားမှာတားဆီးတာကယ်ဆယ်ရေးပစ္စည်းတွေကိုတည်ယူဖြတ်တန်းခွင့်မပေးတာတွေရှိနေတယ်လို့စကိုင်းတိုင်းတပိတ်အင်အားစုအထွေထွေလုပ်ငန်းကော်မတီအဖွဲ့ဝင်ကိုရှင်းတန်းက RFA ကိုပြောပါတယ်။ပုံမှန်ချိန်တွေမှာကျွန်တော်တို့ကတောက်ကူညီမှုတွေနဲ့အများဆုံးလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့တကားမရှိတာမရှိပေါ့နော်။ဘာတစ်ခဲမှမရှိတဲ့နဲ့လှုပ်ဆောင်နိုင်မှာဖြစ်တယ်။ဒါပေမဲ့အခုလိုမျိုးမရောက်နိုင်ကအာဏာသိမ်းထားတဲ့ချိန်မှာကျွန်တော်တို့ကအခက်အခဲပေါင်းများစွာကြုံရတယ်။ကြီးတွေဝယ်ပြီးလူခံပြီးတော့ပြည်သူကလူငယ်နဲ့တွားပြီးဝယ်ဖို့လူမှုကိစ္စမှာတော့မှဒီစကိုင်းတရားကနေပိတ်ထားတာမျိုးတွေပစ္စည်းတွေကျွန်တော်တို့မရောက်အောင်ကာထားမျိုးတွေဆိုတဲ့အခက်အခဲတွေပဲကြုံရတယ်ပေါ့နော်။အညာရီဘေးဒုက္ခသည်တွေအတွက်လူသားချင်းစာနာထောက်ထားမှုစံနှုန်းတွေအရခွင့်ပြုပေးဖို့လိုအပ်တယ်လို့မန္တလေးအခြေဆိုင်အရေးပေါ်အခြေအနေကာကွယ်ရေးနဲ့စီမံခန့်ခွဲရေးကော်မတီရဲ့အလုပ်အမှုဆောင်ဒါရိုက်တာမမေနင်းက RFA ကိုပြောပါတယ်အရက်ဖတ်အဖွဲ့အစည်းကဒီဘက်ကိုဆင်းပြီးကုနိုင်တာမျိုးအဲ့လိုမျိုးချင်းတွေတော့မရှိဘူးဒါပေမဲ့ဘာလို့လို့ရအောင်ဆိုတော့တကယ်ပဲဒါလူသားချင်းစာနာထောက်ထားမှုရလိုအပ်တဲ့အကူအညီတွေဖြစ်တယ်ဒါရေဘေးတင်ပြည်သူတွေဖြစ်တယ်ဒါတွေဒီအရက်သားပြည်သူတွေဖြစ်တယ်ဒီလူတွေကိုကျွန်တော်တို့ဒီဒုက္ခရောက်နေတဲ့အချိန်ကနေကဲထုတ်ဖို့အတွက်လူသားချင်းစာနာထောက်ထားမှုဥပဒေလူသားချင်းစာနာမှုစံနှုန်းတွေတရားဆိုလောက်ကိုလောက်ဖို့တာဝန်ရှိတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကုညီကယ်ဆယ်ရေးအစီအစဉ်တွေသိရဖို့စစ်တပ်ခန့်အစိုးရအဖွဲ့ရဲ့စကိုင်းတိုင်းပြောခွင့်ရသူဦးအောင်စိုးကိုRFAကတယ်လီဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။စစ်တပ်ခန့်အစိုးရရဲ့ချင်းချောက်ဟန်တားတာတွေကြောင့်ကုညီခြင်းတဲ့သူတွေအတွက်အခက်အခဲတွေရှိနေတယ်လို့လုံခြုံရေးရအမည်မဖော်လို့တဲ့ရန်ကုန်အခြေဆိုင်ရေဘေးကုညီရေးလောက်ကင်နေသူတူကRFAကိုပြောပါတယ်။ညီခြင်းတဲ့ဆိုရင်တော့မှကူညီဖို့ခက်ခဲတယ်ပေါ့လေ။ဘာဝဘေးအတွက်လိုအပ်လို့ယူသွားရမယ်အစေဝါလိုဥစ္စာမျိုးတွေဆိုရင်ဒါကတော်လည်းဘက်ကသူတွေကိုထောက်ပံ့မှုအတွက်ဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်မျိုးတွေနဲ့တိမ်ပြစ်တာမျိုးတွေရှိတဲ့အတွက်ကူတဲ့သူတွေကလည်းရေရေဝုံဝုံစိတ်စေတနာတန်တဲ့ကူညီရင်နဲ့စိတ်ရှိရင်တော့မှကူညီဖို့လက်တရားတုံနေကြအောင်ပါပဲစကိုင်းရီဘေးကိုကုညီထောက်ပံ့ဖို့စစ်တပ်ခန့်အစိုးရကြောင့်အခက်အခဲဖြစ်နေတယ်ဆိုရင်ဒေသခံအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးကုညီနိုင်တယ်လို့အရေးပေါ်အခြေအနေကာကွယ်ရေးနဲ့စီမံခန့်ခွဲရေးကော်မတီရဲ့အလုပ်အမှုဆောင်ဒါရိုက်တာမမေနင်းက RFA ကိုပြောပါတယ်ဒီပြင်ကိုရောက်ရှိအောင်ကူညီဖို့အတွက်ဆိုကျွန်တော်တို့လိုမျိုး EMC လို့အဖွဲ့မျိုးတွေဒီ MERCU ဆိုတဲ့ Market လို့အဖွဲ့မျိုးတွေမြေပြင်မှာရှိတဲ့တပိတ်အင်အားစုအသီးသီးပေါ့နော်ဆိုတော့ရပ်ဖတ်အဖွဲ့အစည်းအသီးသီးအများကြီးရှိတယ်ဒီလူတွေကနေတိုင်းလဲမအားမလက်ပေါ့နော်သွားပြီးတော့ကူညီကယ်ဆယ်ရေးတွေကိုစတင်လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစုအဖွဲ့တွေအဖွဲ့အစည်းတွေကနေတစင်ငွေကြေးပေးပို့လူရမ်းနိုင်တယ်နောက်တစ်ခုသတင်းအချက်လက်မျှဝေခြင်းအပြင်လည်းကူညီနိုင်တယ်ရေဘေးဒုက္ခသည်ဥယေကကောလင်းမြို့နယ်မှာ6,900နီးပါးရှိပြီးခင်ဦးမှာ3,400တပည့်ရင်းနဲ့ကပ်ဘလူမြို့နယ်တို့မှာ2,000ခွဲကျော်စီရှိနေပါတယ်။စစ်တပ်ခန့်အစိုးရကစကိုင်းရေဘေးဒုက္ခသည်တွေကိုကူညီတာမတွေ့ရတဲ့အပြင်ခင်ဦးမြို့နယ်ကကွန်တိုင်းကျွော်ကိုဩဂုတ်လ17ရက်နေ့လယ်2နာရီကျော်မှာလေကြောင်းကနေ3ကြိမ်ဘုံကျဲတိုက်ခိုက်သွားတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတွေက RFA ကိုအတည်ပြုပြောကြားထားပါတယ်ရှင်။